လေးဆိုပြီးတော့ဒီမှာ9ထိပ်စီးလို့ရပါတယ်နော်နင်း6လို့ရတဲ့ပြင်မှာထွက်သွားတာဒီ6တင်းနဲ့ဆိုတဲ့အတွက်ကြောင့်6ထိပ်စီးပေါ့နော်အလောင်းမင်္ဂလာပါကျွန်တော်တို့ဒီမှာတမတဲ့ရဆိုကြည့်ချင်တဲ့ကနေပြလက်ကျွတ်ဆိုပါတယ်ပေါ့နော်အဲ့ဒီဗီဒီယိုမှာကျွန်တော်တို့နော်ထိပ်စီးနှလုံးသွင်းနည်းကိုကျွန်တော်တို့နော်ထိပ်စီးနှလုံးနဲ့ပဲကျွန်တော်တို့ယူသုံးမှာဖြစ်ပါတယ်ပေါ့နော်ထိပ်စီးနှလုံးသွင်းနည်းပေါ့နော်ထိပ်စီးနှလုံးသွင်းနည်းကိုကျွန်တော်တို့ကဒီနော်ဒီမှာ339မှာ639လေးရတဲ့ပြင်မှာတမ3ထိပ်စီးပေါ့နော်တင်9လို့ရတဲ့ပြင်မှာတဲ့9တက်လေးဆိုပြီးတော့ဒီမှာ9ထိပ်စီးလို့ရပါတယ်နော်နင်း6လို့ရတဲ့ပြင်မှာထွက်သွားတာဒီ6တင်နဲ့ဆိုတဲ့အတွက်ကြောင့်6ထိပ်စီးပေါ့နော်ဒီမှာ639ရတဲ့ပြင်မှာထွက်သွားတာဒီ3ခွန်ဆိုတော့3ထိပ်စီးပေါ့နော်3ခွန်ရတဲ့ပြင်မှာထွက်သွားတာဒီ3ခွန်ဆိုတော့3ထိပ်စီးဖြစ်ပါတယ်ပေါ့နော်ခွန်တက်ရတဲ့ပြင်မှာခွန်3ဆိုတော့ခွန်ထိပ်စီးဖြစ်ပါတယ်နောက်တစ်ပင်လည်းခွန်တက်လို့ရတယ်ဒီထွက်သွားတာဒီ184 sorry နော်184ဆိုတဲ့အတွက်ကြောင့်1ထိပ်စီးဆိုပြီးတော့စတိုက်ပေးလာစေဖြစ်ပါတယ်နောက်တစ်ပင်မှာအဒီရင်ပတ်ပေါ့နော်495ဆိုတဲ့အတွက်ကြောင့်ဆိုတော့ဒီ4ထိပ်စီးလို့ရနေပါတယ်ပေါ့နော်အဲ့ဒါကိုယူတဲ့နည်းကိုကျွန်တော်ဒီ3ခွန်38ခွန်ကနေစပြီးတော့တော်တဲ့နည်းကိုကျွန်တော်တို့လေ့လာကြည့်ရအောင်နော်ကဲတစ်ချက်လောက်ဆုံးထိလိုက်ပါလေ့လာကြည့်ရှုအောင်နော်ဒီမှာတထားတဲ့ပေါက်စင်ကနေကျွန်တော်တို့ဒီဟာပဲယူတာပေါ့နော်363ခွန်43ဒီထွက်တဲ့ပေါက်စင်တွေမှာကျွန်တော်တို့ဒီကောင်ကဒီမှာခွန်3ချိန်ယူတယ်ခွန်3ဒီ27ဖြစ်ပါတယ်ဒီမှာချစ်တလီဒီချစ်ဖြစ်ပါတယ်နော်နောက်ကနေဒီမှာမယူဒီမှာ3ချိန်3တလီဒီ3ဖြစ်ပါတယ်အနောက်ကနေကျွန်တော်တို့ပုံဒီ1နဲ့ပေါင်းတာဖြစ်ပါတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်ချစ်နဲ့1နဲ့ပေါင်းတော့9နဲ့1နဲ့ပေါင်းတော့10ကျန်နေတာက3ပေါ့နော်ဟုတ်ပြီဒီကျန်နေတဲ့3ကိုကျွန်တော်တို့ကပုံဒီ4နဲ့ပေါင်းတော့ပေါ့နော်3ကို4နဲ့ပေါင်းတော့ခွန်လို့ရပါတယ်3ခွန်ထိပ်ကြီးမှာ3ခွန်ပြီးတော့သူထပ်တာဒီ3ချစ်ခွန်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာ3ထိပ်ကြီးကို3ထိပ်ကြီးဆိုပြီးတော့ဒါဒီပြီးလာတာဖြစ်ပါတယ်ပေါ့နော်ယူတဲ့နည်းကအဲ့လိုမျိုးပေါ့နော်နောက်တစ်ပင်ကကျွန်တော်တို့ဒီထွက်ထားတဲ့ပေါက်စင်တွေကတော့နော်139ခွန်38ခွန်ပြီးနှလုံးတိုက်က38ပေါ့နော်နှလုံးတိုက်38နဲ့98ပြီးရင်39တိပေါ့နော်39တိရယ်63နဲ့ရယ်ခွန်တိ6ပေါ့နော်တော့ဒီမှာယူတဲ့နည်းကဒီမှာမယူဒီမှာအနောက်ပိတ်ကို3ချိန်ဒီမှာနောက်ပိတ်ကို1ချိန်ဒီမှာယူဒီမှာထိပ်စီးကို3ချိန်ပုံတည်တင်နဲ့ပေါင်းတာပဲဖြစ်ပါတယ်ပေါ့နော်ဒီမှာ83လီက24တစ်ချိန်က1ခွန်3လီဒီ27ပေါ့နော်အနောက်ကနေပုံတည်တင်နဲ့ပေါင်းတာပဲပေါ့နော်ဟုတ်ပြီကျွန်တော်ပေါင်းလိုက်မယ်ဆိုရင်ဒီမှာ3ချိန်က3ပေါ့နော်4နဲ့3နဲ့ပေါင်းကတော့ခွန်လို့ရပါတယ်ပေါ့နော်ခွန်လို့ရပါတယ်အဲ့ဒီရလာတဲ့ခွန်ကိုကျွန်တော်တို့ကပုံတည်4နဲ့ပေါင်းတာပေါ့နော်ခွန်ကို4နဲ့ပေါင်းနေတဲ့7ဆိုတော့ခွန်1ထိပ်စီးပေါ့နော်38ခွန်ပြတော့တော့တာဒီဒီမှာခွန်တက်မှာခွန်တုံရဆိုတော့ခွန်ထိပ်စီးကိုခွန်ထိပ်စီးလို့ဆက်ပေးလာတာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ပြင်ကျွန်တော်တို့38ခွန်ကနေခွန်တုံရထွက်ပြီးတော့နော်တိခွန်တုံရနှလုံးတိုက်က95ပေါ့နော်ပြီးတော့ချစ်48 435 430 938ပေါ့နော်
ဒီသက်သာတဲ့ပေါက်စဉ်တွေမှာဆိုရင်ကျွန်တော်တို့ကလည်းယူတဲ့နေ့ကတော့အပေါ်တိုင်းပဲပေါ့နော်ဒီမှာမယူဘူးဒီမှာမယူဘူးဒီမှာနောက်ပိတ်ကို3ချိန်ယူတယ်ဒီမှာကတော့နောက်ပိတ်ကို1ချိန်ယူပြီးတော့ဒီမှာမယူဘဲနဲ့ထိပ်စီးကို3ချိန်ပုံသေးတင်နဲ့ပေါင်းတာဖြစ်ပါတယ်ပေါ့နော်ချစ်3လီဒီ24ဖြစ်ပါတယ်24 5တစ်ချိန်က5နော်93လီဒီ20ခွန်ဆိုတော့ခွန်ပေါ့နော်အနောက်ကနေပုံသေးတင်နဲ့ပေါင်းတာဖြစ်ပါတယ်ပေါ့နော်ဒီမှာ4 5တိပေါင်းတော့30ပေါ့နော်ဒီမှာကျန်နေတာကခွန်ဆိုတော့ခွန်လို့ရပါတယ်ခွန်ကိုကျွန်တော်ပုံဒီ4နဲ့ပေါင်းတော့7လို့ရပါတယ်ဒီမှာခွန်1လို့ပဲပြန်ရတယ်ပေါ့နော်ခွန်3ရပြီးတော့သူထပ်သွားတာဒီ1ချစ်4ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ထိပ်စီးမှာဆိုရင်ဒီမှာ1ထိပ်စီးကို1ထိပ်စီးဆိုပြီးတော့ဆက်ပေးလာတာဖြစ်ပါတယ်ပေါ့နော်နေရှိခွန်တရှိလေးရှိရခွန်5ရှိ434ခွန်ခွန်နဲ့တက်ဆိုပြီးတော့ထွက်တာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ပေါ့စင်ရထွက်တာဖြစ်ပါတယ်အဲ့ဒီဘာကျွန်တော်တို့ယူတဲ့နေ့ကလည်းဒီနောက်ပိတ်ကို3ချိန်နောက်ပိတ်တစ်ချိန်မယူထိပ်ကြီးကို3ချိန်ပုံသေးတင်နဲ့ပေါင်းတာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်83လီ83လီက24နော်ဒီမှာ4တစ်ချိန်က4ခွန်3လီက27နောက်ကနေပုံသေးတင်နဲ့ပေါင်းတယ်ပေါ့နော်ဒီမှာ4နဲ့ပေါင်းလို့9 10ဆိုတော့3ညလို့ရတယ်ပေါ့နော်3ညလို့ရတယ်3ညကိုကျွန်တော်တို့ပုံသေး4နဲ့ပေါင်းတော့4ပဲပေါ့နော်3ည4ထိပ်စီးမှာအရင်ဘက်ကထွက်သွားတာဒီ4ပြီးတော့4 9ဆိုတဲ့အတွက်ကျွန်တော်ထိပ်စီးကဒီမှာ4ထိပ်စီးဆိုပြီးတော့ဒါလည်းဆက်ပြီးလာတာဖြစ်ပါတယ်ပေါ့နော်ဒီလာမဲ့အချိန်73ချိန်မှာခွန်5တိရဲ့ဒီ4 9ရဲ့6နဲ့ရဲ့3ညတိရဲ့9 8 3ညရဲ့3 3ည4 5 3တိပေါ့နော်ဒါပေါက်စင်ထွက်ထားတာဒီလိုထွက်ထားပါတယ်ဒီမှာကျွန်တော်ယူတဲ့နည်းကတော့ဒီမှာမယူဘူးเนาะအပေါ်တိုင်းပဲဒီမှာနောက်ပိတ်ကို3ချိန်နောက်ပိတ်တစ်ချိန်ဒီမှာထိပ်ကြီးကို3ချိန်ပုံသေးတင်နဲ့ပေါင်းတာဖြစ်ပါတယ်ဒီမှာ3တလီက3ပေါ့နော်3ညတစ်ချိန်က3ည5 3လီဒီ15ဖြစ်ပါတယ်အနောက်ကနေပုံသေးတင်နဲ့ပေါင်းတာပေါ့နော်အဲ့ဒါပုံသေးတင်နဲ့ပေါင်းတော့ကျွန်တော်ထိပ်ကြီးကဘာရနေမလဲဆိုရင်ဒီမှာ3ညက3ည3နဲ့5နဲ့ပေါင်းတော့8နဲ့1နဲ့ပေါင်းတော့9ပေါ့နော်9လို့ရပါတယ်ဟုတ်နော်9ထိပ်စီးရပုံသေး4နဲ့ပေါင်းတော့9နဲ့4နဲ့ပေါင်းရှင်းက73ဆိုတော့9 3ထိပ်စီးဆိုပြီးတော့ရနေပါတယ်ပေါ့နော်ဒီလာမဲ့အချိန်မှာပေါ့နော်ဒါကတော့ထိပ်စီးရတော့ဒီလာမဲ့ချိန်မှာ9 3ထိပ်စီးလို့ရနေပါတယ်ပေါ့နော်ဒီမှာ3တဲ့ချိန်က3 3ရဲ့ချိန်က3ည5 3လီဒီ15နောက်ကပုံဒီ1နဲ့ပေါင်းတာပေါ့နော်5နဲ့3နဲ့ပေါင်းတော့6 6ကို3နဲ့ပေါင်းတော့9ပေါ့နော်3ညက3ညပဲဆိုတော့9လို့ရတယ်9ပုံဒီ4နဲ့ပေါင်းတော့73ဆိုတော့ထိပ်စီးဒီ9နဲ့3ထိပ်စီးဆိုပြီးတော့ရနေတာဖြစ်ပါတယ်ပေါ့နော်ဒီမှာ9 3ထိပ်စီးဆိုပြီးတော့ရနေပါတယ်ပေါ့နော်ဒီလာမဲ့16ရက်9လ2026ပေါ့နော်ထိပ်စီးဒီ9နဲ့3ထိပ်စီးဆိုပြီးတော့ရနေပါတယ်ပေါ့နော်
အဲ့တော့ကျွန်တော်ထိစီလေအပိတ်တင်ပေးပါဆိုတဲ့မိတ်ဆွေလေးကျွန်တော်ထိစီအရင်တင်ပေးလိုက်ပါနော်နောက်ဗီဒီယိုမှာပဲအလဲတာအပိတ်လေးနှလုံးစီပဲကျွန်တော်တင်ပေးမှာပေါ့နော်ဟုတ်အားလုံးပဲထောက်ကူရပါစေကြိုင်တဲ့ရဲ့ live ကို share တွေလုပ်သွားဖို့မမေ့နဲ့ပေါ့နော်အားလုံးကျေးဇူးပါပေါ့နော်